ဆိုဝင်ကနတ်ရွှေဆောင်းတော်ဖြင့်မေတ္တာရွှေမင်္ဂလာတိကိကြဖို့ဝိုင်းတော်သားများနဲ့အမှုဖြာအမှုထားကအတိုင်းမသိပီတိမင်္ဂလာရင်စွာကျူးရင်အမှုစင်တော်မူပါခမညာမင်္ဂလာတရုသာဒေါက်တာတင်အောင်မိုးကျေးဇူးရှင်မိပါဗျာမင်္ဂလာရာများကိုလှမ်းကြွရအချိန်ချိန်တန်ပါပြီခင်ဗျာယုံဝတီမင်းကျေးဇူးရှင်မိပါများမင်္ဂလာရမ်းမယ်လို့ဤမင်္ဂလာနေရာမို့ဆိုလှမ်းကြွရမင်္ဂလာအချိန်ရောက်ရှိပါပြီခမညာ
ဇိတာပလီပိတိတိကုတုဟုကိုအပိသိကေသဘောတော့တယ်အဲ့ကဘတော်ဘမောနေချမ်းရှိဩဘာဗျာဒိတ်တော်လာသည်နှင့်တည်းမြတ်ဘုရားသခင်ဗုဒ္ဓရှင်သည်ညစဉ်ရောစိတ်ဘောဓိရဲ့တောင်းစိတ်စကူအပ္ပရာဇိတာမြေငုံ၌ထိုက်အပ်သည်အောင်မြင်ခြင်းသောမချို့နှိုင်းကျူအောင်တော်မူခြင်းမင်္ဂလာသည်ဒီကနေ့စုတရားဤပဗိသိမင်္ဂလာပွဲကြီးတွင်ပြည့်စုံကုန်လို့တည်ရှိပါစေကုန်သတည်းဟဲ့မြမ